ဒီလူဟာသူ့ရဲ့လက်ပတ်တီ cast ထဲမှာသနက်တလက်ကိုဝှက်ထားပြီးလက်ကျူးကျင်အောင်စောင့်နေကြတာပါသူဟာစုချင်းတွေအမြောက်အများရဖို့အတွက်ချမ်းသာတဲ့တထေးတဦးကိုပြစ်တက်ဖို့စီစဉ်ချတာဖြစ်ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲတခြားလုံခြံတက်ဖြတ်သူတဦးကအဝေးကနေအားပြင်းတဲ့ rifle တနက်နဲ့လမ်းပစ်လိုက်ပါတယ်ဒုတိယမြောက်လုံခြံတက်ဖြတ်သူရဲ့ကြီးစံဟာထိုတထေးရဲ့ရင်ဘက်ကျဲတဲ့ကိုအတိအကျထိမှန်သွားခဲ့ပါတယ်ကျောင်းတောင်ထောင်ထိသွားတဲ့တက်တော်ဆောင်တွေဟာလူစုကွဲသွားကြပြီးလူအုပ်ကြီးကလည်းထိတ်လန့်တကြားနဲ့ထွက်ပြေးခဲ့ကြပါတယ်ဒုတိယမြောက်တနက်သမားဟာတန်ရှင်ရေးဝန်တန်းအဖြစ်အသွင်ယူထားတာကိုစတက်လုံးတတိထားမိသွားပါတယ်မိမိရမယ့်စူးချင်းတွေအများကြီးကိုအဆုံးရှုံးမခံနိုင်တာကြောင့်သူဟာအဲ့ဒီလောက်ကျန်တက်ဖြတ်သူနောက်ကိုပြေးလိုက်ရင်တစ်ပိန်တစ်ပိန်နောက်မှာအကာအကွယ်ယူခဲ့ပါတယ်စတက်လုံးကအချင်းချင်းတိခတ်ခဲ့ပေမဲ့လွဲချော်သွားခဲ့ပါတယ်ဒီလိုပြစ်မှတ်လွဲချော်မှုကြောင့်ဒုတိယမြောက်လောက်ကျန်တက်ဖြတ်သူဟာပုံကွယ်ဖို့အချိန်အလုံးလောက်ရသွားခဲ့ပါတယ်လုံခြုံရေးကပ်ဖိုင်ဝင်တွေဟာနောက်ဆုံးမှာတော့အဲ့ဒီစနိုက်ပါသမားကိုဝိုင်းထားနိုင်ခဲ့ပေမဲ့သူ့ရဲ့အရေးချင်းကိုလုံးဝသတိမထားမိခဲ့ကြပါဘူးကျွမ်းကျင်တဲ့အဲ့ဒီတနက်သမားဟာတစ်ဖွဲ့လုံးကို9စက္ကန့်အတွင်းမှာနဲ့အပြည့်ရှင်းပြလိုက်ပါတယ်စတက်လုံးကတော့သူ့ကိုစက်တိုက်ပစ်ခတ်နေခဲ့ပြီးဒီပြိုင်ဘက်ကပြင်းထန်တဲ့စိန်ခေါ်မှုတွေကိုနှစ်သက်သူဖြစ်မှန်သိလိုက်ရပါတယ်အခြေအနေတွေဟာပိုပြီးတော့ဆိုးဝါးလာနိုင်တဲ့လမ်းစာ၄ခုရှိနေပြီးဒေသခံရဲတွေကလည်းထွက်ပြေးမဲ့လမ်းကိုပိတ်ဆို့လိုက်ပါတယ်လုံးဝမျိုးလင့်မထားတဲ့အချိန်မှာပဲဒုတိယမြောက်စနိုက်ပါသမားဟာယူဆွတ်တဲ့လက်ရတစ်ခုကိုလှုပ်လိုက်ပါတယ်သူဟာသူ့ရဲ့လက်နက်ကိုဝမ်းမြောက်ဝမ်းသာဆွန့်ပစ်လိုက်ပြီးရဲဒီစီမှာချက်ချင်းလက်နက်ချလိုက်ပါတယ်လက်နက်ကန်ရဲတွေကိုသူတရားသေးမရှင်းလိုက်မှန်းသိတာကြောင့်